မှန်သွားတဲ့ရထားလက်မှတ်ကိုဒီ ticket ဆိုတဲ့ application ကနေဘယ်လိုဝယ်ရလဲဆိုတဲ့မေးများတဲ့မေးခွန်းပေါ့နော်ပြီးတော့ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးပါလို့တောင်းဆိုထားကြလို့တင်ပေးလိုက်ပါတယ်ရှင်အရင်ဆုံးဒီ ticket ဆိုတဲ့ application ကို download ဆွဲဖို့လိုပါတယ် App Store ရော Play Store မှာရှိပါတယ်အဲ့ဒါကို download ဆွဲလိုက်ပါပြီးရင် sign in လုပ်ပါပြီးရင် book ticket ဆိုပြီးတော့နှိပ်လိုက်ပါရှင်အဲ့ဒီမှာကိုကဘယ်နေရာကနဲ့ဘယ်ဘူတာနဲ့စီးမှာလဲပေါ့နော်ဒီမှာကတော့ခွန်သက် app web ပေါ့နော်ထိုင်းအတန်ထွက်တော့မတော်ပါဘူးအဲ့ဒီရနဲ့ပြီးတော့စီးရပေါ့နော်ပြီးလို့ရှိရင်ကိုကဘယ်နေရာသွားချင်တာလဲချင်းမိုင်သွားချင်တာလားဘယ်မြို့သွားချင်တာလဲပေါ့နော်အဲ့တော့ချင်းမိုင်သွားမှာဖြစ်တဲ့အတွက်ချင်းမိုင်ကိုနှိပ်လိုက်ပါတယ်ပြီးရင်တော့ကိုကဘယ်ရက်ကိုသွားချင်တာလဲပေါ့နော်အဲ့ဒီရက်ကိုတိတိကျကျလေးနှိပ်ဖို့လိုပါတယ်ဒီမှာတော့ January 31ကိုနှိပ်ထားရပေါ့နော်ဒီဇင်ဘာထဲမှာတော့လက်မှတ်တွေကမပေါ်တော့ဘူးရှင်အဲ့တော့ပြီးတော့ကိုကဘယ်ချိန်ကိုမှဘယ် train number နဲ့သွားချင်တာလဲပေါ့နော်အဲ့ဒီဟာကိုနှိပ်ဖို့လိုပါတယ်ဒီမှာတော့ train number 51ကိုနှိပ်ထားပါတယ်ကိုသွားခဲ့တဲ့ train number ပဲပေါ့နော်ကိုက class ရွေးပေးဖို့လိုတယ်ပေါ့နော်ကိုဘဲခုံနဲ့သွားချင်တာလဲအိတ်စင်ပါတဲ့ဟာနဲ့လာပြီးလို့ရှိရင်ဒီပန်ကာအတန်းရိုးတန်းနဲ့လာပြီးလို့ရှိရင်တခုံချင်းစီလာဒါမျိုးတွေရွေးပေးဖို့လိုပါတယ်အဲ့မှာတော့ပထမဆုံး passenger က2ယောက်ရွေးထားတဲ့အတွက်ကြောင့်မလို့ပထမတစ်ယောက်ရဲ့နာမည်ကိုပြည့်ပြည့်စုံစုံလေးဖြည့်ပေးရပါတယ်ပထမနာမည်ရောဒုတိယနာမည်အကုန်လုံးဖြည့်ပါအောင်ဖြည့်ပေးရတယ်ပေါ့နော်ပြီးလို့ရှိရင် foreigner ဖြစ်တဲ့အတွက်ကြောင့်မလို့သူက passport number ကိုတောင်းပါတယ်ဒါကတော့ဒီ ticket ကနေဝင် passport number တောင်းတယ်ဘူတာမှာသွားဖြတ်ရင်လည်းလက်မှတ်ဖြတ်ပေးတဲ့ဝန်ထမ်းက passportတောင်းပါတယ်ရှင် passport ပြရပါတယ်เนาะပြီးရင်ဖုန်းနံပါတ်ရဲ့ email ရဲ့ဖြည့်ပေးလို့ရှိရင် okay နှိပ်လိုက်ပါအားပြောတာအရမ်းမြန်တယ်မရှင်းဘူးဆိုရင် comment လေးမှန်းခဲ့ပေးနော်တိချာလေးပြန်ပြောပြပေးပါမယ်ပြီးရင်တော့အပြည့်အစုံဖြည့်ပြီးသွားလို့ရှိရင် okay နှိပ်ပြီးတော့နောက်တစ်ယောက်နာမည်ကိုလည်းတိချာလေးဖြည့်ပေးရပါမယ်အပြည့်အစုံဖြည့်ပေးရပါမယ် foreigner ဖြစ်တယ်ဆိုရင်တော့တိချာပေါက် passport တောင်းပါတယ်ရှင်ဒီ pin card တွေပါနေနဲ့ဖြည့်လို့ရဝယ်လို့ရလားပေါ့နော်အဲ့ဒီဟာကြတော့ဒီ station မှာသွားဝယ်ပြီးတော့မေးကြည့်မှပဲတိချာသိရမယ်ပေါ့နော်အမျိုးတချို့လည်းဝယ်လို့မရဘူးလည်းပြောတယ်ဝယ်လို့ရတယ်လည်းပြောတယ်ပေါ့နော်ဒုတိယတစ်ယောက်ကိုလည်းအဲ့လိုမျိုးပဲတေးသေးချာချာလေးဖြည့်ပြီးလို့ရှိရင်okay နှိပ်လိုက်ပေါ့နော်အဲ့နာမည်နှစ်ခုကြလာတယ်ပြီးရင်တော့ next ကိုနှိပ်လိုက်ပါပြီးရင်တော့သူခလေးလားလူကြီးလားမေးတယ်ပေါ့နော်အဲ့တော့လူကြီးဆိုလူကြီးဖြေလိုက်ပေါ့နော်ပြီးရင်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့အချိန်လေးပြန်စစ်ခိုင်းတယ်ပေါ့နော်ပြီးတော့အမောင့်ပြပေးရပေါ့နော်ဘာနဲ့ငွေပေးချင်မှလဲဘန်ကတ်နဲ့လားကျူဝါနဲ့လားပေါ့နော်တို့ကတော့ကျူဝါပေးနဲ့ပေးခဲ့တယ်ပေါ့နော်အဲ့တော့ကျူဝါပေးကိုနှိပ်လိုက်တယ်ဒါဆိုရင်ဒါ scan ဖတ်လိုက်အောင်ပဲပေါ့နော်ဒါဆိုရင်ငွေပေးချင်ပြီးသွားပြီပြီးသွားရင်တော့သူက ticket ကြလာရပေါ့နော်အဲ့ ticket ကိုကစစ်လို့ရတယ် history တွေကိုဝင်ပြီးလို့ရှိရင် my booking ပေါ့နော်ကိုဖြတ်ထားတဲ့ရထားလက်မှတ်ကိုစစ်လို့ရပါတယ်အဲ့ဒီဟာကိုပဲရထားကို check in လုပ်တဲ့အခါရထားစီးတဲ့အခါပြလိုက်အောင်ပါပဲရထားဝန်ထမ်းကိုလည်းအဲ့ဒါပဲပြလို့ရတယ်စကန်ကိုလည်းအဲ့ဒါနဲ့ဖတ်လို့ရပါတယ်ဒီဗီဒီယိုလေးကအသုံးတက်မယ်ဆိုရင်တော့စိတ်ထားပေးခဲ့ပေါ့နော်နောက်လဲကြည့်လို့ရအောင်ပါ bye bye